မင်းကလေးတယောက်ဟာဒေါ်လာတစ်ခုတွေရဖို့အတွက်မိမျောနေတဲ့မျိုးသားတဦးနဲ့လက်ထပ်လိုက်ပါတယ်။နေ့တိုင်းသူမဟာအိယာပေါ်မှာလဲလျောင်းနေတဲ့ခင်ပွန်းဖြစ်သူကိုစားနောက်ပြောင်လောင်ပြီးထူးထူးဆန်းဆန်းပုံစံမျိုးစုံနဲ့တပ်ပုံရိုက်ကသူမရဲ့ကိုယ်ပိုင်စုဆောင်းမှုအဖြစ်တင်စီထားပါတယ်။ဒါပေမဲ့တနေ့မှာတော့သူမရဲ့လုပ်ရက်တွေကြောင့်ထိုမျိုးသားရဲ့နှလုံးခုန်နှုံးတွေရုတ်တရက်မြန်လာပြီးဒေါသထွက်လွန်လို့သွေးတွေတောင်အန်ထုတ်လိုက်ပါတယ်။အနီးမှာရှိတဲ့ဆရာဝန်ဟာဒါကိုမြင်ပြီးအံ့အားသင့်သွားပါတယ်။ဒါဟာစိတ်ပညာအရအံ့ဖွယ်တစ်ပါးဖြစ်ပြီးထိုမျိုးသားစီကအခုလိုပြင်းထန်တဲ့ခံစားချက်မျိုးပထမဆုံးအကြိမ်မြင်ဘူးလာလို့ပြောပါတယ်။သူ့အမေကဒီသတင်းကိုကြားတဲ့အခါဝမ်းသာပီတိဖြစ်ပြီးမိန်းကလေးကိုဆုလက်အဖြစ်နောက်ထပ်ဒေါ်လာတစ်ခုတွေပေးလိုက်ပါတယ်။တကယ်တော့အဲ့ဒီမျိုးသားဟာမတော်တဆမှုတစ်ခုဖြစ်ပြီးကလေးကမိမျောနေတာပါ။ဖုံးတော်ကြီးတစ်ပါးကသူ့အမေကိုသူ့ရဲ့ဇနီးလောင်းကသာသူ့ကိုပြန်လို့လာအောင်လုပ်နိုင်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်ဇနီးလောင်းကတော့မလုံမရှက်နိုင်တဲ့သူနဲ့မလက်ထပ်နိုင်ဘူးဆိုပြီးညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲဒီမိန်းကလေးကမင်္ဂလာဝတ်စုံကိုကြိုတင်ဝတ်ဆင်ပြီးပေါ်လာခဲ့ပါတယ်။သူမဟာအမဖြစ်သူရဲ့အစာလက်ထပ်ဖို့သဘောတူခဲ့တာပါ။သူမခင်ပွန်းတဲ့ရဲ့ခန်းသားထဲဝါတဲ့အင်ချန်မြေပိုင်ဆိုင်မှုတွေကိုမြင်လိုက်ရတဲ့အခါအယမ်းကိုဝမ်းသာသွားပါတယ်။သူမဟာနောက်ဆုံးတော့တထေးမလေးဖြစ်သွားပြီလို့ခံစားလိုက်ရပါတယ်။သူ့မိကလည်းအခုလိုလှပတဲ့မိန်းကလေးတစ်ယောက်ကသူမရဲ့သားနဲ့ကြီးကြီးဖြူဖြူလက်ထပ်ချင်တာကိုမြင်ပြီးအယမ်းဝမ်းသာနေပါတယ်။ဆုလက်တွေပိုရဖို့အတွက်မိန်းကလေးဟာနေတိုင်းသူ့ခန်းထဲသွားပြီးပုံမြင်တွေပြောပြပါတယ်။ဒါပေမဲ့တနေ့မှာတော့သူမဟာမှားယွင်းပြီးဝမ်းမကြီးများအားပြုစုစောင့်ရှောက်ခြင်းဆိုတဲ့စာအုပ်ကိုယူလာမိပါတယ်။အမျိုးသားကသူမဟာသူ့ကိုဝက်နဲ့နှိုင်းရှင်နေတယ်လို့ထင်ပြီးဒေါသတွေထွက်လာပါတယ်။သူ့ရဲ့နှလုံးခုန်လုံးတွေပြင်းပြင်းလာပေမဲ့မိန်းကလေးကတော့ဒါဟာသူ့ရဲ့ပျော်ရွှင်မှုလို့ထင်ပြီးပိုပြီးအလေးနက်ထားဖတ်ပြနေပါတယ်။အမျိုးသားဟာဒေါသထွက်လွန်လို့လက်သီးတွေကိုတင်းတင်းဆုပ်ထားပါတယ်။အတန်ကြားလို့သူ့အမေကအမြန်ပြေးဝင်လာပါတယ်။သားဖြစ်သူသတိပြန်ရလာတာကိုမြင်တဲ့အခါမျက်ရည်ကျမတက်ဝမ်းသာသွားပါတယ်။ဆရာဝန်ကလည်းစစ်ဆေးကြည့်ပြီးမိန်းကလေးရောက်လာတဲ့ကသူ့ရဲ့အခြေအနေတွေဟာတဖြည်းဖြည်းတိုးတက်လာတယ်လို့ပြောပါတယ်။ဒါဟာစစ်မှန်တဲ့အချစ်ရဲ့စွမ်းအားပဲလို့အမေဖြစ်သူကအပြည့်အဝယုံကြည်သွားပါတယ်။သူမဟာမိန်းကလေးကိုအိမ်ရဲ့တခင်မအဖြစ်သတ်မှတ်တဲ့မိသားစုအမွေနဲ့လက်ကောက်ကိုပေးလိုက်ပါတယ်။အမေဖြစ်သူထွက်သွားပြီးနောက်မိန်းကလေးဟာသူ့အခန်းထဲကိုတိတ်တဆိတ်ပြန်လာပါတယ်။အပြင်မှာမိုးသက်မုန်တိုင်းတွေပြင်းထန်နေပြီးမိန်းကလေးကမုန်တိုင်းကိုအယမ်းကြောက်ပါတယ်။သူမတယောက်တည်းမအိပ်ရဲတာကြောင့်အယုတ်ကလေးကိုဖတ်ပြီးသူ့အနီးမှာလာအိပ်ပါတယ်။အဲဒီညမှာသူတို့နှစ်ယောက်အတူတူအချိန်ကုန်ဆုံးခဲ့ပါတယ်။နောက်တစ်နေ့မနက်မိန်းကလေးမနက်စာစားဖို့အိမ်ခန်းထဲရောက်တဲ့အခါအမေဖြစ်သူကသူမအတွက်ပိုကြီးတဲ့လက်ဆောင်တစ်ခုပြင်ဆင်ထားပါတယ်။သားဖြစ်သူကိုကောင်းမွန်စွာပြုစုပေးလို့ချီးကျူးပြီးဗီလာတစ်စက်လုံးကိုသူမရဲ့နာမည်နဲ့လွှဲပြောင်းပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့အမနဲ့မွေးစားမိဘတွေရောက်လာပါတယ်။သူမဟာစီးစိမ်ချမ်းသာတွေနဲ့နေထိုင်နေတာကိုသိသွားပြီးသူမရဲ့အဖြစ်မှန်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။မိန်းကလေးဟာသူမရဲ့အမအစားထိုးလက်ထပ်ခဲ့တာဖြစ်ကြောင်းအားလုံးကိုပြောပြပါတယ်။မိန်းကလေးဟာလည်းမတွန့်ဆုတ်ပဲအားလုံးကိုဝန်ခံလိုက်ပါတယ်။သူမဟာထိုမျိုးသားရဲ့ရွေးချယ်ခံထားရတဲ့ဇနီးလောင်းမဟုတ်ကြောင်းနဲ့သူမရဲ့အမကအမျိုးသားမိမျောနေတာကိုသိလို့လက်ထပ်ဖို့ညှင်းဆိုခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုကြားတဲ့အခါအမေဖြစ်သူဟာသူတို့ရဲ့ဟန်ဆောင်မှုတွေအပေါ်ဒေါသထွက်ပြီးအားလုံးကိုအိမ်ကနေချက်ချင်းနှင်ထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအစီကံတယောက်ပြေးလာပြီးအမျိုးသားကသွေးတွေထပ်အံ့နေကြောင်းပြောပါတယ်။အမေဖြစ်သူကဒါဟာတာမန်ကိစ္စလေးလို့ထင်ခဲ့ပေမဲ့အစီကံရဲ့အဝတ်စားတွေပေါ်မှာသွေးတွေမြင်လိုက်ရတဲ့အခါလန့်ပြီးသတိလစ်သွားပါတယ်။မိန်းကလေးရဲ့မွေးစားမိခင်ကမိန်းကလေးကောင်းကောင်းမပြုစုလို့အခုလိုအခြေအနေပိုဆိုးရတာလို့ချက်ချင်းအပြစ်တင်ပါတယ်။အမျိုးသားရဲ့ညီဖြစ်သူကရိုးအဖြစ်ပြီးသူတို့စကားကိုယုံသွားကမိန်းကလေးကိုချက်ချင်းကွာရှင်းဖို့တောင်းဆိုပါတယ်။အားကိုးရမင်းနေတဲ့မိန်းကလေးဟာကွာရှင်းစာချုပ်ပေါ်မှာလက်မှတ်ထိုးဖို့ဘောပင်ကိုကင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပေါ်ထက်ကနေအတန်တခုထွက်ပေါ်လာပါတယ်။ဘယ်သူမှဘာမှမလုပ်နိုင်ခင်မှာပဲထိုမျိုးသားဟာကိုယ်တိုင်လမ်းလျှောက်ပြီးဆင်းလာကမိန်းကလေးကိုသူ့ရဲ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။